နဲ့တိတ်တိတ်ကိုလောက်စားရအောင်အချောင်းလေးနဲ့ကိုကြီးသူကကျွန်တော်အပေါ်ကိုပြောင်းလဲသွားတာတဲ့သူကတဲ့ကျွန်တော်ပြန်လာပြီဆိုရင်လည်းသူသေလောက်အောင်ကြောက်တာတဲ့ဒီမှာနေနေမှာဒီမှာမယူဘဲနဲ့တိတ်တိတ်ကိုလောက်စားရအောင်အချောင်းလေးနဲ့ကိုကြီးရောင်းနေကြောင်းတော့မှာပြီးတော့ကျမဆိုနေမိမလည်းပြတ်ဆက်တဲ့ဖြစ်တယ်နေမှာခလေးနဲ့ကိုယ်တိုင်ကလေးကိုလိုက်မူပြီးတာခလေးနဲ့မိမလည်းအဲ့လိုငယ်ကိုကြီးကျမဆိုရင်တော့ငါတို့ကိုယ်ကိုယ်လေးပြောကျမလားမရဘူးမယူဝဲနဲ့နေတော့အချောင်းနေလို့မရအောင်ငါတို့မှအတိုင်းမှရှိတယ်ဒီပုံမှန်မှနေရှိတယ်နော်ဒီလိုဒီတိုင်းနေလို့မရဘူးနော်တော့ကျတော့လွတ်ကင်းကင်းပြတ်ဖို့အရေးကြီးတယ်အဲ့ဒါသူ့ကျွန်တော်ပြောဒီနေ့ကိုလို့ရှိရင်နဲလို့အဲ့ဒါကြောင့်ကျွန်တော်ကခန်းစားရတယ်ဒီလိုစီ passport ပြရစီနေပါမယ်လို့အဲ့ဒါတော့မှလုပ်နေတယ်ဒီမှနေအဲ့နေဘာမှနေတာအဲ့ဒီမယူဘဲနဲ့ဘာလို့ဒီလိုနေတာလဲဟုတ်ကဲ့နော်လေညပါစပါမနော်ကျမညတိတိနေတယ်ဒီလောင်းလို့ကျမဆိုနေလို့ယူလိုက်တော့ဘာမှနေလို့ဒီလိုတော့မှအတိကုန်မှမနေစီပဲလုတ်ကဲတာမှာလုတ်ကဲမို့လားကျွန်တော်ရှင်းရတယ်ရှင်းတယ်ဘာမှမဖြစ်သူကလည်းရှင်းတယ်ယူလိုက်တော့နေလို့ဒီလိုလေကျွန်တော်ဒီနေ့ကိုလို့ရှိရင်ယူလိုက်တော့မကြီးကောင်ပဲခေါ်ရခေါ်ပါပါပဲယူလိုက်တော့ကဲလို့မယူပဲလဲချင်းကိုမိမလည်းကျွန်မနဲ့ဗီဒီယိုဖိုင်ခင်ထားရနော်ကျွန်မပုံမှာဒီဗီဒီယိုဖိုင်အောင်ဒီလိုမင်းတို့ဒီမြေပေါ့လည်းငါတို့မှရှိတယ်နော်ခင်ထားတယ်မင်းပြက်ပေါ်ကအရေးကြီးတယ်နော်အရေးကြီးတယ်ဒီကောင်မမလို့မလိုက်တပါတော့ဘူးဒီအုံးမနေမရှက်ဘူးနော်ဒီကိစ္စတော့လည်းအပူကြီးတွေတော့ငါတော့ဟမ်ငါတို့အမေတွေမျက်နှာမထောက်ဘူးမထောက်ဘူးဆိုတော့ဖြစ်နေတာကြာပြီငါသိတယ်ငါတို့အဆက်ပနကခွဲမှာဟမ်နေငါပြောတယ်လွတ်ကင်းနေ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 ကြည့်လို့ရတယ်လို့ငါပြောတယ်ဒီကလေးမှသူ့မိမအောင်တက်ဆွဲပြီးထိုက်နေတာကဆင်လာငါမျက်လုံးနဲ့တက်တယ်အဲ့ဒါမမတယ်ဒီအမမားလည်းမလုပ်နဲ့နော်အဲ့ဒါမမတို့တယောက်ကိုယ်နဲ့ဘလောက်ကြာပါဘလောက်ကြာနေအဲ့ကလေးကိုနေကိုယ်တော့မိုးပေးခဲ့တာမဟုတ်လားနှစ်တော့တော်နေဟာတနေ့ဆိုရင်ပါနေအမမတယ်တကယ်ပြောရအမမတယ်အဲ့ဒါအမမတယ်အဲ့ဒါအမမတယ်အမမျက်စိနေလို့မာအဲ့ဒါမဟုတ်လုံးညစီမလာယူလိုက်တော့ငါတာငါပြပေါ်တယ်နေမလေးကလည်းမလုပ်နဲ့ပြပြီးပြီအမေတို့လည်းငါတို့မိုးလင်းတာနဲ့ငါပြောလိုက်ရောကျမကသူ့ကိုမေးလိုက်တာပေါ့နော်အောင်လေးမင်းပေါ့နော်မင်းချင်းချောက်လို့ तू ကလိုက်သွားတာလားဆိုတော့ तू ကဒီလိုတဲ့ तू လင်ငယ်နေနေတာကိုအမားတဲ့ကျွန်တော်ကသိတယ်ဆိုတာမင်းကဗီဒီယိုဖိုင်တွေပါတွေ့လို့လက်တွေ့လို့လားဆိုမဟုတ်ဘူးတဲ့ तू ကကျွန်တော်အပေါ်ကိုပြောင်းလဲသွားတာတဲ့ तू ကတဲ့ကျွန်တော်ပြန်လာပြီဆိုရင်လည်း तू သေလောက်အောင်ကြောက်တာတဲ့ကျွန်တော်ပြန်လာမယ်ပြောလို့ရှိရင်ဘာဖြစ်လို့ပြန်လာတာတော့အဲ့လိုမျိုးတွေတဲ့ဘာဖြစ်လို့ပြန်လာမှာတော့အလောက်ကရေးကြီးနေတာမို့လားကျွန်တော်ပြန်လာမှာကိုပဲသူကကြောက်နေတဲ့ပုံစံတွေဖြစ်လာတဲ့အချိန်မှာကျွန်တော်သူ့ကိုတန်တရားဝင်လာတယ်တဲ့တန်တရားဝင်လာတာနောက်သမီးအငယ်ဆုံးလေးကိုပေါ့နော်ကျွန်တော်မုံကျွေးမယ်ဆိုပြီးချော့ခေါ်သွားတာတဲ့ချော့ခေါ်သွားပြီးတော့သမီးမမညတွေပါပြန်အိတ်လာဆိုကလေးဆိုတော့မမညပြန်မိတ်ဘူးမိငိုနေတာမိငိုနေတာကိုကြီးကချော့တယ်အဲ့လိုမျိုးတွေပေါ့နော်အဲ့မှာ तू တိတယ်တိလိုက်တဲ့အချိန်မှာဒါပေမဲ့ तू မိန်းမကို तू လုံးဝမပြောဘူးတဲ့အဲ့လိုမပြောဘူးတော့ तू ကအဲ့နဲ့ तू ကလည်းအဲ့လိုရိမ်မန်းတန်မန်းရှောင်းမိန်းမတွေကလင်ငယ်နေဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ तू အဲ့လိုမျိုးပြောတဲ့အခါကျလဲ तू မိန်းမကလည်းတီးတယ်ပြပြကြီးပဲတဲ့အဲ့လိုမျိုးနေတယ်ပေါ့နော်အဲ့ချိန်မှာလဲ तू ကလည်းလက်တွေ့မပြနိုင်တော့ပေါ့နော်မပြောဘူးတဲ့ဒါပေမဲ့တနေ့လဲကြာ तू ကတဲ့ပြောလိုက်တာတဲ့အေးငါကမိန်းမတယောက်လင်ငယ်နေလို့ဆိုလို့ရှိရင်တော့အဲ့မိန်းမကိုငါမိန်းမသာလင်ငယ်နေလို့ရှိရင်ငါအဲ့မင်းကိုမျက်ခွက်ကိုအစစ်နဲ့ပတ်မှာလို့ तू အဲ့လိုပြောလိုက်တာတဲ့အဲ့လိုမျိုးလဲပြောလိုက်ကောဟိုကအဲ့ तू ပြန်လာမယ်ဆိုတော့ तू အဲ့လိုနဲ့အလုံး2လလောက်ထွက်သွားတာတဲ့အလုံး2လလောက်ထွက်သွားပြန်လာမယ်လို့ဖုံးဆက်တဲ့အချိန်လဲကြာအကုန်လုံးရှိတဲ့ရွှေတွေပါယူသွားပြီးတော့အကုန်လုံးအဲ့အိမ်ဝိုင်းစာချုပ်တွေရောယူသွားပြီးတော့အဲ့လင်ငယ်နောက်လိုက်ပြေးတာတဲ့အဲ့တော့အိမ်ဝိုင်းစာချုပ်ကလို့ဒီကို तू လာရောင်းလို့ရှိရင်ရလားလို့ဆိုအဲ့လိုမျိုးတော့ရောင်းလို့ရမယ်နဲ့တူတယ်တဲ့အိမ်ဝိုင်းကလည်း
တစ်ဖက်လက်နဲ့သူမျိုးတွေလည်းရောင်းခိုင်းလို့လည်းရတယ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ကျွန်တော်စိတ်ဝင်စားပါဘူးတဲ့အဲ့အိမ်ဝိုင်းကိုတဲ့ဒါပေမဲ့တဲ့ခလေး3ယောက်ကိုခုချိန်ထိထားခဲ့တာပေါ့နော်အဲ့ဆိုထားခဲ့တာပဲ2နှစ်ရှိပြီလဲဆိုတော့2နှစ်ကျော်သွားပြီအခုနောက်လင်းနေတော့ခလေးရလို့တဲ့အတိုးချင်တာဒီလောက်ပြယောက်ျားကိုမပေါင်းခြင်းပေါ်တင်မပေါင်းမနဲ့နေလေဒီလောက်ကိုသားသမီးကိုထားခဲ့တဲ့မိန်းမဘလို့မိန်းမမျိုးတော့ကျမလေးပြောရင်လည်းအောင်မင်းလွန်ရကြအောင်မသိလားအဲ့လောက်ပဲဘာလဲအပွားပါလားအခုအဲ့နောက်လင်ငယ်ကဘာပါလို့လဲအပွားပါလို့လားဒီယောက်ျားမှလည်းဒါပါပဲเนาะအဓိကကတော့ကိုယောက်ျားကိုမပေါင်းဘူးဆိုလို့ရှိရင်ပွင့်ပွင့်လင်းလင်းပြောရင်မပေါင်းချင်ဘူးဆိုဟုတ်ကဲ့ကျွန်တော် view file လေးကဒီလောက်ပဲပေါ့နော် view file ကိုအဆုံးထိလိုက်ပါကြည့်စုပေးတယ်အမျိုးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ